အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်ပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ Gmail အသစ်ဖွင့်တဲ့ကိုပြပြပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားရင်မိတ်ဆွေတို့အဆုံးထိကြည့်တော့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel က video editing နဲ့ phone software ဘက်တွေကပတ်စံတင်ပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိရင်ကျွန်တော် channel လေးကို like and subscribe လုပ်ကြလို့ရပါတယ် okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့ Gmail အသစ်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ Gmail app တွေဝင်လိုက်ပါ Gmail app တွေရောက်တယ်ကျွန်တော်တို့ဒီဘက် download လေး icon လေးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်နားလေးမှာကျွန်တော်တို့ add another account ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာအပေါ်နာကျွန်တော်တို့ Google ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီလိုမျိုးအပြင်ကဖွင့်ရတဲ့ password နဲ့ဖွင့်ရပါမယ်ဒီလိုမျိုးကြားလို့ရှိရင်ကျွန်တော်တို့အပြင်က lock ခထားတဲ့ password နဲ့ဖွင့်လိုက်ရင်ရပါပြီOkay အဲ့ဆိုကျွန်တော်တို့ကဒီမှာ Gmail အသစ်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာအောက်နားလေးကကျွန်တော်တို့ create account ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာအပေါ်နားလေးက for my personal use ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာမိမိတို့ကြိုက်တဲ့ကျွန်တော်တို့နာမည်နဲ့ဖွင့်လို့ရပါတယ်ကျွန်တော်နာမည်နဲ့ဖွင့်ကြပါမယ်ကိုကြိုက်တဲ့နာမည်ထည့်လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်ပါnext ကိုနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီနေရာလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အသက်ကိုထည့်လိုက်ပါကျွန်တော်တို့ဒီမှာ section နဲ့ပြည့်ရပါပြီ Okay အဲ့ဆိုကျွန်တော်တို့ဒီမှာအောက်နားလေးကကျွန်တော်တို့ Gender ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်နားလေးကဟာကျွန်တော်တို့ main ကလေးဆိုလို့ရှိရင်ကျွန်တော်တို့ female ကိုသုံးရပါမယ်ကျွန်တော်တို့ယောက်ျားလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ mid ကိုသုံးပါမယ်အဲ့လိုပြီးတဲ့ကျွန်တော်တို့အောက်နားလေးက next ကိုနှိပ်လိုက်ပါOkay next နှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီလိုမျိုးကြားလိုက်လို့ရှိရင်ကျွန်တော်တို့ခုနကထည့်ထားတဲ့နာမည်နဲ့ကျွန်တော်တို့ထည့်လိုက်ပါ Okay ထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်ပါOkay ဒီလိုမျိုး next ကိုနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာမရဘူးဆိုလို့ရှိရင်သူတို့ဒီလိုမျိုးနာမည်သုံးလုံးပေးပါတယ်ကျွန်တော်တို့ဒီနာမည်ကိုကြိုက်တဲ့နာမည်ကိုထည့်လိုက်ပါကျွန်တော်ကတော့ဒီမှာကျော်ဆန်းဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်နားလေးကကျွန်တော်လက်ပြထားနေရပါအဲ့ဒါကိုကျွန်တော်တို့ခေါင်း33ကိုထည့်လိုက်ပါမယ်အဲ့လိုမျိုးထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်နားလေးကနေကျွန်တော်တို့ next ကိုနှိပ်ပါ Okay ဒီမှာရပါပြီရလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ password ကိုကျွန်တော်တို့ထည့်လိုက်ပါကိုကြိုက်တဲ့ password ကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်ပါ Okay next နှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်နားလေးက next ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာပေါ်နေဆွတ်တယ်ပါဆွတ်တယ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ I agree ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါခဏလောက်စောင့်လိုက်ပါ Okay ဒီလိုမျိုးဖြစ်လာလို့ရှိရင်ကျွန်တော်တို့ရပါပြီ Okay ကျွန်တော်တို့ရမရဆိုတော့ကျွန်တော်နဲ့တူတစ်ခေါက်သွားပြီးတော့ကြည့်ရပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ icon လေးကိုရှိရဲအဲ့ဒါကိုထည့်နေပါ Okay အဲ့ဆိုဒီမှာပါကျော်ဆန်းခေါင်း33ဆိုပြီးရှိရဲကျွန်တော်ခုနကဖွင့်ထားတဲ့အတိုင်းရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ရသေးရင် like and subscribe လုပ်သပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်